အားလုံးပဲမင်္ဂလာပါဒီညဒီတာဝါလေးခုံပြလိုက်တယ်ပေါ့နော်ဒီတာဝါလေးဒီနေ့စောပြတော့မှာဖြစ်ပါတယ်ရှင်အခုမှစားဖွင့်တဲ့အကောင့်မလို့လာအပ်ကြပါပေါ့နော်အကောင့်ထဲမှာကိုယ့်ရဲ့ဒီမှာ YouTube ကောင့်ထဲမှာပေါ့နော်ကိုကောက်ချထားပါတယ် post တင်ထားပေးရပေါ့နော်ဒီတာဝါလေးခုံပြလိုက်ပါတယ်ရှင်ပြင်လို့ပါကျမလည်းခုံပြပါမယ်ကျမဆရာသမားဒီလားတာဝါတွေမှာလည်းခုံကျွဲနေကျမမရရခုံမှာကြည့်တာပြုတ်ကြလည်းပြုတ်ကြပါစေပြုတ်မကြကြခုံမှာပဲပြုတ်ကြလည်းပြန်ခုံပေါ့ဘယ်တက်နိုင်မလားဆိုခုံပါမယ်ရှင်စားခုံပါပြီအခုမှဖွင့်လာတဲ့ကောက်လေးပေါ့နော်ဒီကောက်လေးနဲ့အခုမှဖွင့်လာတဲ့ကောက်လေးနဲ့လို့ပေါ့ဆော့ဖြစ်ပါတယ်နောက်ကြလို့ရှင်လည်းဘာဂိမ်းဆော့ပြဆိုမှတ်ခဲ့ကြနော်ကိုမမမှန်ခဲ့ကြနော် MM2 စောပြမလားဘာစောပြမလဲဘာစောပြမလဲဆိုမှတ်ခဲ့မလီငါ့ကိုလုံးရက်တယ်တောင်မရရအောင်နိုင်အောင်ခုံပြပါမယ်ရှင်မနိုင်လည်းပြန်ခုံပေါ့အပိုင်းလေးတွေမရှိပါဘူးနော်ကဲအဲ့ဆိုဒီဗီဒီယိုလေးကိုအဆုံးအကြည့်ပြီး subscribe လေးလုပ်တော့ကြပါဦးရှင် like လေးလည်းပြီးတော့ကြပါဦးတောင်းနံခုံပြပါနော်အတီပြောတာပြုံးမကြောက်ပြုံးမကြောက်နော်ပြုံးမကြောက်ခုံပြမယ်ကြည့်တာကျမပြုံးမကြပဲနိုင်သွားရှင်ရှင်တို့ဘယ်နှမတ်ပေးမှလဲ10မတ်ထိနော်ဘယ်နှပတ်ပေးမှလဲမနှမတ်ပေးမှလဲအခုကျမ friend တော့တယောက်ရသွားပြီပေါ့နော်အရင်တော့ဖွင့်တာမကြသေးဘူးလေမနေ့ကမစားဖွင့်တာဟုတ်ဒီနေ့မှဗီဒီယိုရိုက်ဖြစ်တာဒီလားဆိုတော့ဝတ်တော့ရောက်လာပြီခုံတာအမဲအောင်ဆင်းရောက်ရင်ခုံမယ်အင်းနောက်ဆိုအမဲအောင်ဆင်းရနေတက်မတိုးတော့ခုံတာဒီတာဝါဒီဘလောကနေပြီးမရရအောင်ခုံမဲဆိုပြီးတော့ရိုက်လိုက်တာလိုင်းဘော်တင်မှာနော်လိုင်းဘော်တင်မှာအခုကြီးနေတဲ့သူရဲ့ဘာဂိမ်းစောပြစီခြင်းလဲဆိုတာမှတ်ခဲ့ကြစော့ပြီးမနိုင်မချင်းစော့မယ်မနိုင်တော့အပိုင်းနှစ်တင်ပြီးပါပေါ့နော်မနိုင်တော့အပိုင်းနှစ်သွားပေါ့မနိုင်တော့အပိုင်းနှစ်သွားပေါ့ဟုတ်ပြီခင်းအောင်ဆင်းရောက်ပြီငါခင်းအောင်ကြိုက်တယ်ရဲ့ဟာနော်ပန်းအောင်ကြိုက်ရဆိုမှတ်ခဲ့ကြနော်အပန်းအောင်ကြိုက်လားခင်းအောင်ကြိုက်လားငါတော့ခင်းအောင်ကြိုက်တယ်ပန်းအောင်မကြိုက်ခရင်အောင်ကြိုက်တယ်ခင်းအောင်ငါအကြိုက်ဆိုအဲ့ထအရောက်ဆိုရှင်ငါခင်းအောင်ပဲကြိုက်တယ်တပိုင်းတော့အဖြူရောင်းခံလာတာဟုတ်ပြီဒီနားရဲ့သူငါတော့မရောက်ပါဘူးဟိုမှာဟိုကောင်မတော့ငါနာရောက်လာတော့ကြောက်ပြုံးမကြတော့ငါမပြုံးမကြမချင်းငါပြုံးမကြငါခုံပြမယ်နော်တေးချာလေးကြည့်နော်တေးချာလေးကြည့်ငါပြုံးကြလားမကြလားဆိုနေတော့ပဲကြည့်လို့သိမှာငါနိုင်မလားရှုံးမလားဆိုတာနေတော့ကြည့်ပေးနော်ငါနိုင်မယ်ထင်နဲ့ငါနိုင်ခုံပြမယ်ကြည့်တာငါနိုင်ခုံပြမယ်ကျမဘောဘလူးဘလော့ဖူစကိုင်းတော့ချစ်ကုန်ပြီဘလော့ဖူလာဆော့မခိုင်းနဲ့ကျမဘလော့ဖူဆော့မတော့ဘူးနော်ကျမဘောဖူဘလော့ဆော့လဲကျမဆော့မတတ်ပါဘူးရိုဂိမ်းနဲ့ဗလာမှန်ကြပါရိုဟော်ရာဂိမ်းနေဆိုရင်လည်းဆော့ပြပါမရှင်ကောမမမှန်ခဲ့ကြနော်ကောမမအားပြီးပြန်မြဟုတ်ပါပြီကျမအရန်ရောက်ချင်နေအမဲအောင်အစင်ယူရောက်သွားပါရှင်ကျမဘယ်နာနေတက်နေတာလဲဆိုရှင်ကျမအိမ်တော့ဘလို့မရိုက်တော့ဒီတိုင်းခေါင်တော့ဆိုရှင်လေဘယ်နာမှာအဲ့အမဲအောင်နေမတက်တော့လဲဆိုရှင်မကြီးကျမပြမယ်ဒီနားရတော့မဟုတ်ဘူးကျမဒီနားရအေးဆေးပဲဒီလားနားတိချသွားရတယ်တိချသွားဘာဖြစ်ဆိုဒီနားပြုတ်ကြတတ်တယ်ဒီလားမတော်မစားပြုတ်ကြတတ်တဲ့ခေါင်နဲ့လေဒီဗီဒီယိုနဲ့ရှိရနော်ရှိတော့မရှိပါဘူးတာဝါနိုင်တဲ့ထိပဲဟုတ်ပြီဆိုတော့တမန်မှာပြမယ်ဒီနားတော့မဟုတ်သေးဘူးနော်ဒီနားတော့ကျမ easy ပဲကျမခုံနိုင်တယ်ဒီနားကြောကျမအရင်ရောက်ချင်တဲ့အမဲအောင်ဆင်းရောက်ပြီဆိုတော့ကျမနိုင်အောင်ခုံပြပါနော်ဒီဗီဒီယိုရိုက်ပြီးအတန်သွင်းတာနော်အဲကြောင့်မို့ကျမနိုင်လားမနိုင်လားဆိုတာကျမပဲသိမှာမသိလေ
ဟုတ်ပြီကျမဒီနားလေးမှာကျမတင့်တာမသိဒီနားတော့ကျမ AC ပဲမတွေ့လားဒီပြောက်တဲ့နေရာမှာတွေ့လားပြောက်တဲ့နေရာမှာကျမတင့်နေတွေ့လားခုနပြောက်တော့ကျမဟိုအောက်ပြုတ်ကြသွားဟုတ်ပြီတိချာလေးအော်မရဘူးဟာဟိုလီကားနေငါတက်လို့ရတယ်ဟိုလီကားနေမမီးဘူးထင်တယ်မရဘူးအဲ့ဆိုကိုမြင်ပဲလက်မြန်ပြလှုပ်လိုက်မယ်အာယာโอเคကျမဒီနားနေတက်သွားတာโอเคအခုတော့ရပြီဟုတ်ပြီနိုင်ပြီကျမနိုင်တော့မယ်ဟေးနိုင်ပြီတော့ပြီဟိုမှာကောင်မပါရဲ့ကောင်မတော့ yes နိုင်ပြီကျမပြောသားလေးပဲနာခုံပြမယ်တခါပြုတ်မကြောက်ဘူးဒါတော့တခါမပြုတ်ကြောက်ကျမခုံပြရနော်နားထိုင်လိုက်မမောတယ်ငါခြေထောက်လည်းညောင်းလာပြီတောက်ပဲနေတိုင်းခုံညဆိုဟိုမှာဟိုဖြာယူမယ်ဟိုလက်ကြီးရပါရဲ့အဲ့ဒါကိုယူလိုက်မယ်လူရိုက်မယ်ငါရိုက်မယ်โอเคမပတ်စံပါလေ 8K ယူလိုက်မယ်ယာအားလုံးပဲတတပါနောက်ဗီဒီယိုကျမပြန်တွေ့ကြမယ်နော်တတပါ